last ကိုရဲ့ home tour season လေးရနေပြီးတော့ထပ်မံပြီးတော့ကြိုဆိုလိုက်ပါရရှင်အခုလူချင်းမင်းတို့တွေ့မြင်နေရတဲ့ဒီအခန်းလေးကတော့ modern interior design ကိုမှတအိမ်လုံးမှာ color themes အနေနဲ့ကတော့ neutral tone လေးတွေကိုပဲသုံးထားပေးရဖြစ်ပါရရှင်ဖျားခန်းရဲ့ architecture highlight လေးကတော့ဒီလိုမျိုး arch wooden frame glass panel လေးပဲဖြစ်ပါရရှင်ဒီ living room နဲ့ကိုဝင်လာတဲ့အချိန်မှာပဲ simplicity နဲ့ functionality ဖြစ်မှုကိုအခြေခံထားတဲ့ modern interior design ကိုတွေ့ရမှာဖြစ်ပါတယ်ဒီ master bedroom လေးထဲမှာတော့ space organization ကိုတေချာလေးအသုံးပြုပေးထားပါတယ်။မျက်နှာချက်က hidden light တွေကနေပြီးတော့ကျမတို့ရဲ့မျက်လုံးတွေကိုမကျဉ်းစေဘဲနဲ့စိတ်ကိုငြိမ်သက်စေတဲ့ wardrobe နဲ့ dressing table တွေကိုလည်း seamless ဖြစ်အောင်လို့တစ်ဆက်တည်းထည့်သွင်းထားပေးတာဖြစ်လို့မြင်ရတဲ့အမြင်မှာရှုပ်ပွားမနေပဲရှင်းလင်းစေပါတယ်။ဒီ single bedroom လေးထဲမှာတော့ကျမတို့က LED side camera လေးတွေရယ်ပြီးတော့ဒီလိုမျိုး floating decks လေးတွေရယ်ပြီးတော့တအိမ်လုံးမှာကျွန်မအကြိုက်ဆုံး all time favorite ကတော့ဒီ day bed လေးပဲဖြစ်ပါရဲ့ရှင်။ design တစ်ခုဖန်တီးရဆိုတာက functional ဖြစ်ရုံနဲ့မကပဲကိုယ့်ရဲ့ lifestyle ကိုလည်းဖော်ပြနိုင်ရပါမယ်။ဒီ dining area လေးထဲမှာဆိုလို့ရှိရင်တော့ aluminium glass frame လေးတွေရဲ့ပြီးကြတော့ white gold marble counter backdrop လေးတွေထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ထဲမှာနေရင်လည်း premium ဆန်းတဲ့မှုကိုရမှာဖြစ်ပါရဲ့ရှင်။ဒီ corner လေးကိုတော့ master bedroom နဲ့ single room ကြားမှာ golf bag နဲ့ accessory ပစ္စည်းလေးတွေထားဖို့အတွက်လုပ်ထားပေးတာဖြစ်ပါရဲ့ရှင်။ကျမတို့နေတဲ့အရာကျမတို့ရဲ့ image တစ်ခုပါပဲ decoration ပြုလုပ်တယ်ဆိုတာလည်းအိမ်လှဆင်ရုံတသက်မဟုတ်ပါဘူး။ကိုယ့်ရဲ့ lifestyle ကိုပါအလှဆင်တာဖြစ်လို့မိတ်ဆွေတို့အနေနဲ့အိမ်လှဆင်ဖို့စိတ်ကူးနေရဆိုလို့ရှိရင်လူကြီးမင်းတို့ရဲ့အိမ်မက်တွေကိုကောင်းတယ်ဖို့ပေးဖို့ကျမတို့ last ကိုကအမြဲတမ်းရှိနေမှာပါ။ကျမတို့ရဲ့ last ကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တွေကတော့0942113987ပဲဖြစ်ပါရဲ့ရှင်။ကျမကတော့ Last Deco Construction ရဲ့ Engineer Founder ဖြစ်ပါတယ်။နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်။တဒါ